ပေါ်ဆိုဒီမှာဘဝမှာအစစ်မြင့်မှုသုံးဖို့နိဗ္ဗာန်ချမ်းသာထီအောင်ဆွဲဆောင်သွားနိုင်တယ်လို့ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ကောင်းတဲ့ဘက်ကကြည့်လိုက်နေ့စဉ်ကိုကဖះကိုပန်းလေးတစ်ပွင့်ပဲလှူတယ်ရှိတဲ့ရေချမ်းလေးပဲတစ်ခွက်တင်တယ်ဒါလေးကဘလောက်မှအကျိုးမဖြစ်ဘူးသူများလိုကြောင်ကြီးကန်ကြီးတွေလည်းငါတို့မဆောင်နိုင်ဘူးဆုံးလေးတစ်စုံပဲလောင်းတယ်ဒါလေးဟာအသေးဖွဲပဲလို့အဲ့လိုစိတ်ထဲမှာမထားလိုက်နဲ့ဒီအသေးဖွဲလေးတွေဟာအမတမအရေးကြီးတယ်ဆိုတဲ့အကြောင်းမာဝမင်းကြီးထပုညတနမန္တာအာခမိတ္တိကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဟာအသေးလေးလို့စိတ်ထဲမှာအသေးဖွဲလေးဖြစ်လို့ကောင်းကျိုးချမ်းသာအနေနဲ့ပေးနိုင်စွမ်းရှိမှမဟုတ်ဘူးဆိုပြီးတော့ကုသိုလ်ကောင်းမှုကိုလည်းအထင်မသေးနဲ့ဥပမာပဲ10မိနစ်ပဲဖြစ်စေနော်10စက္ကန့်ပဲဖြစ်စေမေတ္တာစိတ်လေးပွားလိုက်မယ်မေတ္တာပို့တယ်တတိရတဲ့အခါလေးမှာကိုမေတ္တာလေးပို့တယ်အဲ့ဒီမေတ္တာပို့တဲ့စိတ်လေးကိုအသေးအဖွဲလို့စိတ်ထဲမှာမထားတူတောင်းလှတဲ့အချိန်ပိုင်းလေးမှာမေတ္တာလေးတစ်ခါပို့လိုက်တာဒီအဲ့ဒါလောက်ပို့လိုက်ရင်ပဲသူဟာရှုမှတ်မှုကကင်းကွာနေတဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ပဲယဟန်တော်တစ်ပါးဆိုရင်တရားဓမ္မတွေလည်းလှူတဲ့ဆွမ်းကိုအလကားအကျိုးမဲ့စားနေတယ်လို့မပြောနိုင်ဘူးတဲ့မေတ္တာပွားလိုက်မယ်ဆိုလို့ရှိရင်စားတိုက်လို့စားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးရတယ်လို့အဲ့လောက်ထိအောင်ဒီနေရာမှာဇံရတဲ့မေတ္တာမျိုးတောင်မဟုတ်ဘူးတမန်အားဖြင့်တရားရီချမ်းသာကြပါစေဆိုတဲ့စိတ်ကလေးနဲ့တစ်ချိန်လေးမေတ္တာစစ်ကလေးပို့လိုက်ပြီးဆိုရင်အဲ့ဒီပို့လိုက်တဲ့မေတ္တာလေးဟာဘလောက်မှမထိရောက်ဘူးလို့စိတ်ထဲမှာထင်ကောင်းထင်လိမ့်မယ်အဲ့ဒီမေတ္တာရဲ့အကျိုးကျေးဇူးဟာမြတ်စွာဘုရားရဲ့ချီးမွမ်းခံရမှုငါရဲ့အဆုံးအမကိုလိုက်နာသူလို့ဆိုပြီးတော့မြတ်စွာဘုရားသတ်မှတ်ပေးတယ်အဲ့ဒီလိုထီအောင်ရှိတယ်နော်အဲ့လိုထီအောင်ရှိတယ်ယန္တော်ရိနဲ့ပတ်သက်ပြီးတော့တတိထားဖို့ယန္တော်ရိနဲ့ပတ်သက်ပြီးကိုယ်မှသီလမရှိဘဲနဲ့တရားဓမ္မတွေရဲ့လက်ဥချီမှုကိုခံယူမယ်ဆိုလို့ရှိရင်အဲ့ဒီသီလမရှိတဲ့ပုဂ္ဂိုလ်ဖို့လက်ဥချီမှုခံရတာဟာဘာတဲ့ဆိုးတယ်လဲဆိုရင်ရှင်ဘက်ကိုလှမ်းနဲ့လာထိုးတာကိုခံရတဲ့လူတဲ့ပို့ဆိုးတယ်လို့ဒီလိုဆိုလက်ဖြစ်တတိလောက်လေးမေတ္တာပို့လိုက်ပါဒီလိုဆိုလို့ရပေါ့နော်ဒါကြောင့်မလို့မြန်မာနိုင်ငံမှာဒီတန်ဃာတွေပင့်နေတန်ဃာတွေပင့်ပြီးတော့အလှူဒန်းလုပ်ကြတဲ့အခါမှာဘာလုပ်ကြလဲဆိုအခမ်းအနားမှာပထမသီလယူကြတယ်ဒါတရားဓမ္မတွေဘက်ကပြင်ဆင်မှုပဲဘလို့ပြင်ဆင်တာလို့ဆိုရင်ကိုလှူတဲ့အလှူသည်သီလေပဋိဋ္ဌိတသဒါနမဟာဗလံဆိုတဲ့စကားကိုမှတ်သားထားတဲ့အတိုင်းကိုဟာသီလကိုပြန်ပြီးတော့ဒီချိန်အသက်ထမှန်ဆောက်တည်လိုက်တော့စင်ကြယ်တဲ့သီလရှိတဲ့ပုဂ္ဂိုလ်အဖြစ်ကိုရောက်ရှိသွားတယ်ဒီချိန်လေးမှာတစ်ချိန်လုံးကသီလကျိုးခဲ့ပေမဲ့လို့ဆောက်တည်လိုက်တဲ့အချိန်လေးမှာပြန်ပြီးတော့ပဂတိတစ်လွင်တဲ့သီလတစ်ခုရထားတယ်ပေါ့အဲ့ဒီပေါ်လေးမှာယက်တည်ပြီးတော့အလှူဒါနလုပ်ဖို့တခါတမန်အဖြစ်ကြည့်မယ်ဆိုရင်သီလဆောက်တည်ပြီးရင်တန်ဃာတွေကပရိရွတ်တယ်ပရိရွတ်တယ်ဆိုတာလူတွေအနေနဲ့ကင်းမှုရွတ်တာမဟုတ်ဘူးလူတွေအနေနဲ့ကင်းမှုရွတ်တာလည်းပါတယ်သို့တော့အဓိကဘာလို့ဆိုရင်တရားဓမ္မတွေလှူတဲ့ပစ္စည်းကိုမေတ္တာပို့ပြီးတော့မှလက်ခံတယ်ဆိုတဲ့အဓိပ္ပာယ်လှူဒန်းတဲ့ပုဂ္ဂိုလ်တွေအတွက်အကျိုးပိုကြည့်အောင်လို့ဒီအဓိပ္ပာယ်ရှိတယ်ပေါ့ဒါကြောင့်မို့တချို့နေရာတွေမှာဒီအစင်လာကြီးတစ်ခုဖြောက်ပြီးတော့နောက်ဆုံးကြမှာပရိရွတ်ထမျိုးတွေပါလေလှုပ်တာဒါကတော့ဒီအကျိုးကိုရဖို့မရှိဘူးဒါကြောင့်မို့ပထမသီလခန္ဓာကတရားရရဲ့ပြည့်စုံစင်ကြယ်မှုသီလတရားတွေဘက်ကပြုပြင်ခြင်းလို့ဒီလိုဆိုရမှာဖြစ်တယ်တန်ဃာတွေကပရိရွတ်ပြီးတော့မေတ္တာပွားလိုက်တာအလှူခံပုဂ္ဂိုလ်တွေဘက်ကပြင်ဆင်ခြင်းလို့ဒီလိုအဓိပ္ပာယ်ရနိုင်တယ်ဒါမို့သီလဆောက်တည်တယ်ပြီးရင်မေတ္တာတုတ်နာယူကြတယ်နှုတ်နှဝအတွက်ဒါအစင်လာပြီးတော့မှလှူစရာတွေကိုလှူကြတယ်ဒါဟာမှန်ကန်တဲ့လောက်ရဖဲလို့ဒီလိုဆိုရမှာ